တင်မထင်ထားတဲ့ကမ္ဘာတန်မိုးကြီးဆုံးငွေစက္ကူ9မျိုးအားလုံးပဲမင်္ဂလာပါကမ္ဘာပေါ်မှာတန်မိုးကြီးဆုံးပတ်စံလို့ပြောရင်လူတော်တော်များများကအမေရိကန်ဒေါ်လာဒါမှမဟုတ်ဗြိတိန်ပေါင်လို့ပဲထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်တမ်းမှာဒေါ်လာထက်အစားပေါင်းများစွာတန်မိုးကြီးတဲ့ငွေကြေးတွေရှိနေတာကိုတင်သိပါသလားဒီနေ့ဗီဒီယိုမှာတော့2026ခုနှစ်ရဲ့တန်မိုးကြီးဆုံးငွေစက္ကူ9မျိုးအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်နံပါတ်5ဗြိတိန်စတာလင်ပေါင်နံပါတ်9နေရာမှာရှိနေတာကတော့ကျွန်တော်တို့အားလုံးနဲ့ယဉ်ကျေးပြီးသားဖြစ်တဲ့ဗြိတိန်စတာလင်ပေါင် GBP ပါဥရောပရဲ့စီးပွားရေးဆက်ဆံဖြစ်တယ်လို့ကမ္ဘာရှေးကျဆုံးငွေကြေးတွေကတစ်ခုလည်းဖြစ်ပါတယ်လက်ရှိမှာတော့တပေါင်ဟာ1.25ဒေါ်လာဝန်းကျင်တန်ဖိုးရှိနေပါတယ်နံပါတ်4ဂျော်ဒန်ဒီနာနံပါတ်4ကတော့ဂျော်ဒန်နိုင်ငံရဲ့ဂျော်ဒန်ဒီနာ JOD ပါထူးခြားတာကဂျော်ဒန်နိုင်ငံရေနံကျွဲဝါတဲ့နိုင်ငံမဟုတ်ပေမဲ့သူတို့ရဲ့ငွေကြေးတန်ဖိုးကိုအမေရိကန်ဒေါ်လာနဲ့ချိတ်ဆက်ပြီးခိုင်မာအောင်ထိန်းသိမ်းထားတာပါတစ်ဂျော်ဒန်ဒီနာဟာ1.41ဒေါ်လာလောက်အထိကိုတန်ဖိုးရှိပါတယ်နံပါတ်3အိုမန်ရီယယ်နံပါတ်3နေရာမှာတော့အာရကျွန်းဆွယ်ကအိုမန်ရီယယ် OMR ရှိနေပါတယ်အိုမန်နိုင်ငံရေနံနဲ့တဘာဝတယံဇာတကျွဲဝါတဲ့အတွက်သူတို့ရဲ့ပတ်စံဟာအလွန်တန်ဖိုးကြီးပါတယ်တစ်ဗီယိုဒေါ်လာနဲ့လဲရင်2.63ဒေါ်လာလောက်ရမှာဖြစ်ပါတယ်နံပါတ်2ဘာရိန်းဒီနာဒုတိယနေရာမှာတော့ကျွန်းနိုင်ငံငယ်လေးဖြစ်တဲ့ဘာရိန်းနိုင်ငံရဲ့ဘာရိန်းဒီနာ BHD ပါဒီနိုင်ငံဟာရေနံတမိုးမှုအပြင်နိုင်ငံတကာဘဏ်လုပ်ငန်းတွေမှာအရန်အားကောင်းပါတယ်တစ်ဘာရိန်းဒီနာရဲ့တန်ဖိုးက2.85ဒေါ်လာဝန်းကျင်ရှိပါတယ်နံပါတ်1ကူဝိတ်ဒီနာနောက်ဆုံးမှာတော့ကမ္ဘာတန်ဖိုးကြီးဆုံးငွေစက္ကူအဖြစ်နံပါတ်1နေရာမှာရှိနေတာကတော့ကူဝိတ်ဒီနာ KWD ပဲဖြစ်ပါတယ်ကူဝိတ်ဟာကမ္ဘာအချမ်းသာဆုံးနိုင်ငံစည်ရင်းဝင်ဖြစ်ပြီးတော့တစ်ကူဝိတ်ဒီနာဟာ3.25ဒေါ်လာကျော်အထိတန်ဖိုးရှိပါတယ်မြန်မာငွေနဲ့ဆိုရင်တော့တစ်ကူဝိတ်ဒီနာကို1000ကျော်အထိတန်ဖိုးရှိပါတယ်ကဲဒါကတော့ကမ္ဘာတန်ဖိုးအကြီးဆုံးငွေစက္ကူ5မျိုးပဲဖြစ်ပါတယ်အခုပြောပြသွားတဲ့အထက်မှာတင်လို့မထင်ထားတဲ့ငွေစက္ကူမျိုးပေါဝင်ပါသလားကွန်မန့်မှာရေးပေးခဲ့လို့ရပါတယ်ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုသိချင်ရင်တော့ကျွန်တော် channel ကို like and subscribe လုပ်ထားပြီးဖို့မမေ့ပါနဲ့အောင်အားလုံးကိုကျေးဇူးတင်ပါတယ်